โอเคကိုလူတို့ကျွန်တော်တို့ဒီနေ့ Baron ထဲမှာတောင်းညမ်းမှာဖြစ်ပါတယ်ခင်ဗျာကိုလူတို့ဓာတ်တစ်ချောင်းနေပြန်နော်ဒီမှာတော့ Baron နဲ့ဘဲတစ်ကောင်ရှိတယ်ပြန်နော် Okay Baron ထဲမှာဘာတလိပ်ဆန်တွေဘာတတော်ဝါတွေရှိနေဆိုတော့အဲ့အောင်ဝတ်တယ်ဟိုဘိုင်းလို့ကွာ Skelly တိုင်းတာအဲ့အယိုးကြောင်ကြီးလားကိုလူတို့ Oh my god အယိုးကြောက်တရေတွေပြန်နော် Okay ပြသန်းအများကြီးပဲဝါတော့ကိုလူတို့ရှိုးပြန်မေအိုးရောဒီမှာတစ်ကောင်ဝတ်တယ်ဟိုလက်အောင်လက်နေကွာ Okay အများကြီးပဲဒီမှာ100ပေးရမယ်တဲ့အော်ရော100ပေးဟိုမှာအကြီးစားကြီးပြန်နော်ကျိုးအကောင်ကြီးစားကြီးဟိုဘက်ချမ်းမှာရှိတယ်ဗျာနော်ကျွန်တော်မှ900ရှိရတော့ပေးလိုက်မယ်ဗျာနော် Let's go ကျွန်တော်နောက်တစ်ခန်းရဝါကြီးဗျာနော်အကြီးဆိုတဲ့ကောင်မင်းနဲ့ငါနဲ့တွေ့ပြီကွာရုတ်ဓာတ်နဲ့ထိုးချလို့မရဘူးလားဟာဒီကောင်ဘာလဲကွာအော်ဒီကောင်ဟိုကောင်ရဲ့ပတ်ဗျာနော်ကိုလူကိုချမယ်ကောင်မဟုတ်ဘူးဗျာဒီသေးလေးတွေဒီမှာခွေးလိုဘာလိုကောင်တွေကိုချမှာဗျာနော်ဟိုကောင်အကြီးစားကြီးကိုချလို့မရဘူးဗျာဟိုကောင်မွေးရတာသူများမွေးရတာဗျာနော်ပြကျွန်တော်လည်းဘယ်လိုမွေးရလဲမသိဘူးဗျာတွားကြည့်အောင်โอ้ဒီမှာဗျာကျွန်တော်ဖတ်တွေမွေးလို့ရတယ်နော်ဒီမှာရှိုးလိုက်တွေ့လားကျွန်တော်တရဲတွေကျွန်တော်တို့ Baron နဲ့က Monster တွေကိုကျွန်တော်မွေးလို့ရတယ်ဗျာနော် Okay ကျွန်တော်ဖောက်ကြည့်အောင်ဗျာဘာကောင်းလဲကွာခုနအယူကြောက်ကြီးပေါက်တယ်အယူကြောက်ကြီးပဲပေါက်နေရအောင်ဝေး Come on ကျွန်တော်အိုးရဒီကောင်မိုက်တယ်အိုးဟုတ်ပြီအော်အယူကြောက်ကြီးကွာအယူကြောက်မလားနဲ့ Okay ပေါက်ပူးသားတွေမပေါက်နေတော့လေကွာ Okay ပြန်လာကျွန်တော်အများကြီးတော့ရလာတယ်ဗျာနော်ကောင်းတဲ့ကောင်တွေကျွန်တော်ပြောင်းလိုက်မယ်Okay ဒီမှာနှစ်ကောင်ကျွန်တော်တပည့်နှစ်ကောင် monster နှစ်ကောင်အနောက်မှာဖြစ်ပါတယ်ခင်ဗျာ Let's go ရအောင်ဝေး Baron နဲ့ monster တွေဗျာနော်ကျွန်တော်တပည့်ပြောင်းသွားပြီဒီကောင်တွေကပါကျုံးလားမသိဘူးအော်ကျုံးနေကွာနော်ကျွန်တော်ချလို့ရှိရင်ဒီကောင်တွေပါလိုက်ချတယ်ဗျမစိုးရအောင်ဝေးကျုံးတော့ကွာ Okay ရှိမှာအိုးဒီမှာအကြီးစားကြီးကိုလူကိုရေမောင်းမှာ Titan ဟောင်းတယ် Oh my god Titan ခွေးကြီးဗျာနော်ခွေးကြီးစားကြီးကျုံးလား Okay ကျွန်တော်တို့3ကောင်ဆိုတော့နိုင်အောင်မယ်ဗျာနော်ကျွန်တော်တွေးရုံနေပြီဗျာOh my god ဒီကောင်ပတ်ပြီးတော့ချမှရတော့မရအောင်ဝေးကျုံလားတေးစမ်းကွာ Okay let's go ရအောင်ဝေးတော်သေးတယ်ဗျာနော်မနှဲချလိုက်ရတယ်ဗျာ Okay ကဲပြီးလို့ရှိရင်ကျွန်မ weapon ဆိုတော့ကျွန်တော်လက်နက်တွေလည်းပြောင်းလို့ရတယ်နော်ရောင်မိုက်တယ်ကွာ crowbar တယ်ကွာနေမားရအောင် chainsaw အိုးတန chainsaw လူကျင်တယ်ဗျာနော်တနကဘယ်လောက်လဲ damage 15တဲ့ဒီဓာတ်ဘယ်လောက်လဲဟောဓာတ်ပို့ပြီးတော့ damage ပြင်းနေဗျာနော် damage 50တောင်မှ Okay ကျွန်တော်ဓာတ်ပဲပြောင်းထားလိုက်မယ်ဗျာဒီဓာတ် damage ပိုပြင်းနေပြန်တော့တနက်က damage 15ပဲရှိတယ်ရော့တစ်ချက်ပဲခုတ်တယ်ရောင်ဝေးဒီကောင်ကြီးရော့ကွာကိုလူကျုံးတာခဏလေးပဲရောင်ဝေးအဲ့ကောင်လည်းသေပြီဗျာနော် Let's go ကျွန်တော် damage ကပိုကျန်းသွားပြီဗျ Okay ကဲကောင်းလေးခုနဘဲလေးပြန်ရှင်းလာတာကျုံးလားကိုလူကျုံးလား Okay ကျွန်တော် level တွေလည်းတက်နေပြီခင်ဗျာဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ပတ်စံစုပြီးတော့နောက်တစ်ခန်းသွားကြမယ်နော်Okay ကဲဒီခန်းသွားလို့ရပြီဗျာနော်ပြန်သား400တဲ့ Let's go မမေးကြီးဗျဒီခန်းအကောင်လေးမမေးကြီးနော်ဟော Baron နဲ့အကောင်လေးကမမေးကြီးများတာလားမသိဘူးဗျာနော်အသားမဲနေကြဒီဘဲလေးရော့ကျုံလား Okay ရှင်းမတကောင်ဒီမှာဒီခန်းမှာဆရာကြီးမရှိဘူးလားမသိဘူးနော်ပြန်သားဟုတ်တယ်ဗျဆရာကြီးမတွေ့ဘူးနော်ဒီကောင်ဆရာကြီးတာမဟုတ်ဘူးဗျဟောဒီမှာအကောင်သေးလေးပဲရှိတယ်ဒီကောင်တွေး200နော်ဟုတ်တယ်တွေး200တဲ့ခုနကျွန်တော်ချခဲ့တဲ့ကောင်တွေးဘယ်လောက်လဲဒီကောင်ကလည်းသွေး200ပဲဗျာနော်ဟုတ်တယ်ဟာဒီမှာဆရာကြီးမရှိဘူး။ညဝတ်တယ်ဟိုဒီခန်းမှာဆရာကြီးမရှိဘူးဗျာနော်။ဒီမှာဆရာကြီးဆိုလို့ဒီဘဲပဲရှိတယ်ဗျာ။ကျုံကွာတာဆိုလေရော့ဆရာကြီးခွေးဆရာကြီးဗျာနော်ဒီဘဲကကျုံကြောက်တော့ဆရာကြီးဗျာနော်ကိုလူရှိုးလိုက်။ Oh my god ငါသေးပြီဟာ Oh what the hell ဒီဘဲကျန်းလိုက်လားကိုလူကိုဟဲ့ခွေးဆရာကြီးကကျန်းနေဗျာနော်။ Oh my god ငါလာပြီမသိပြရောက်ပါလေတေးွားပြီဟာဟိုဘဲကြီးကနော်ဟိုဘဲဘလူးချလိုက်ရတာမသိွားပြီဗျာအေးအောင်ဝေးကျွန်တော်ရှော့ရတယ်ကွာကျွန်တော်တွေးရပျော့တယ်ဗျာနော်တိတ်ပြီးတော့တွေးမမာဘူးဗျာ Okay ကွာကဲဒါဆိုလည်းနောက်တစ်ခန်းသွားကြတာပေါ့ Let's go ဒီခန်းကတော့ကျွန်တော်တို့ဘာကောင်တွေလဲကွာရှို့တော့ပါတီတဲ့အေးအောင်ဝေးပါတီပွဲကျင်းပနေတာဗျာနော်ဒီကောင်တွေကရိုးပါတီကျွန်တော်တရေတွေဗျာနော်ကျုံလား Okay Baron ပါတီပါဟဲ့ငါတေဝါပြန်ပြီဟာ Oh my god အေးအောင်ဝေးဘာတော့ကွာကဲတနက်နဲ့ပြည့်ကြည့်အောင်ဗျာကျွန်တော်ဓာတ်နဲ့ခုန်နေလို့တေနေရတာမသိဘူးနော်တနက်နဲ့ဆိုဟိုတနက်ကအဝေးကနေပြစ်လို့မရဘူးဗျာနော်အနီးကမှပြစ်လို့ရတာဟုတ်တယ်ဗျ damage ကလည်း15ပဲထွက်တယ်ဗျာနော်အဝေးကလမ်းပြစ်လို့မရတွေ့လားရှုလိုက်တွေ့လားအနီးကရောက်မှ damage ထိတာဗျာတွေ့လားမမိုက်ပါဘူးကွာနော်ဒီအဝေးကနေလမ်းပြစ်လို့ရမိုက်မယ်ဗျာချို့ damage ကလည်း15တယ်ကွာဘလို့မှတွားချလို့မရပါဘူးရှိုးတောင်ပတ်ပြေးနေရတယ်ဗျာနော်ဟဲ့တော်လွဲကြီးပါကွာဓာတ်နဲ့ပဲပြန်ခုတ်တော့မှာဗျာနော်စိတ်မရှိဘူးဗျာကျုံလားOkay let's go ဆရာကြီးကိုတော့ချကြည့်ရမှာနော်ပြီးလို့ရှိရင်ကျုံလား Okay
င်းတို့ကပါတီကျင်းပါနဲ့ဟလားမင်းတို့ကဘရုံးနဲ့လာပြီးတော့ပါတီကျင်းပါတဲ့ကောင်လေးကျုံတော့ကွာဆရာကြီးကိုโอเคကိုလူလူခုတ်တာဟေးငါတေတော့မယ်ဟာကိုလူလူတေလို့မဖြစ်ဘူးနော်နိုင်မဖြစ်မယ်နော် come onโอเคတော်သေးတယ်ရောင်နိုင်သွားလို့ပြန်တော့ပတ်ပြေးပြီးတော့ခုတ်လိုက်တာဒီဘဲတွေကဟုတ်တယ်ဟာပါတီကျင်းပါနေတာဒီမှာရှိုးလိုက်ဟိုဘက်ချမ်းမှလည်းကြံသေးတယ်နော်โอเคကျွန်တော်ပတ်စံစုမယ်နော်ပတ်စံစုပြီးသွားကြမယ် come on โอเคဘာကြီးလဲကွာဘာကြီးရောက်သွားတယ်အကောင့်တက်ရောက်သွားလားမသိဘူးဗျာနော်ဘာဒီပေးမှန်းလည်းမသိဘူးဗျာကျွန်တော်နော် level တွေတက်နေပြန်ပြီအကောင့်တက်လည်းမရဘူးဗျာခုနဘာရောက်သွားတာလည်းမသိဘူးဗျာနော်ဘာဒီမှလည်းမသိဘူးကွာကိုလူကိုကျုံတာကျုံကွာဘရုံးနဲ့အကောင့်တွေမှန်တယ်ဗျာအကုန်တက်ကမှာဗျာနော်โอเคကျွန်တော်တို့လက်နက်အတက်လေးပါလေဘာရမလဲအိုးဒါရပြီးသားကြီး OMP5 တဲ့ကိုလူတနက်ကျန်းသားကြီး Oh my god ဒါလေးရပြီးသားကြီးအိုးချင်းစိုးရပြီဖြစ်အောင်ယေး Oh my god Okay အကောင့်တွေရောကျွန်တော်တို့ထည့်ရမလားကြည့်မယ်နော် Come on အကောင့်တက်အကောင့်တက်ပေးလေကွာအကောင့်တက်အကောင့်တက်အကောင့်တက်မရဘူးကွာနော်ခုနကျွန်တော်ချင်းစိုးရပါတယ်ဗျနော်ချင်းစိုးကြီးတဲ့ damage ပိုပြင်းတာပဲကွာဒီကောင်ကနော်တနက်က damage ပိုပြင်းနေဗျ220တော့မှရှိုးလိုက် Okay ဒါဆိုတနက်ပဲပြစ်တော့မယ်ဗျနော်ချင်းစိုးကကျွန်တော် damage 200တယ်ဒီကောင်က220ဆိုတော့ကျွန်တော်တနက်နဲ့ပြစ်ကြမယ်ဗျနော် Okay ကျုံးတော့ကွာ Okay let's go ဘာမှလဲတကောင်တစ်ချက်ပဲနဲ့တူရဗျာနော်ပြဿနာကျော့ဟုတ်တယ်ကိုလူတို့တကောင်တစ်ချက်ပဲဗျာနော်ကျွတ်စင်ရေးကျော့ကွာကျွန်တော်ဆရာကြီးဆိုတဲ့ကောင်တွေအကုန်လုံးပေးသွားပြီဗျာနော်လာခဲ့လားဘဲကောင်းလဲရှိမရှိရကောင်ကျွန်တော်ချကြတော့မလို့တေးသွားပြီဗျာနော် Okay ကျုံးလား Okay let's go ဟောဝေးမိုက်သွားပြီကိုလူတို့ရေး share ပဲဗျာနော်ကျုံးလား Okay ပါတယ်ခင်ဗျာ let's goကျော်မင်းလားဆရာကြီးရောင်ဝေးဒါမဲ့ပတ်ပြေးပြီးတော့ပြစ်ကမယ်ဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်တွေးရပျော့တယ်ဗျာနော်ကျွန်တော်သေသွားလိမ့်မယ် Okay let's go ရောင်ဝေးမိုက်တယ်ဗျာနော်ကျွန်တော်တနက်ကကျွန်တော် damage ဆောင်းဝမ်းပြင်းတော့ပြစ်ကတာမိုက်တယ်ဗျာ Okay ဟုတ်ပါပြီကိုလူတို့တေးအကုန်တေး let's go ဟုတ်ပြီခင်ဗျာဘယ်ကောင်ကြမ်းသေးလဲယော့ Okay ပါတယ်ယော့တေးသား let's go ရောငါပါတေးသွားတယ်ဟေးကျွန်တော်ဘာထပ်တေးသွားပြန်ပြီဗျာနော်မဟုတ်သေးပါဘူးကွာမင်းတို့ကောင်တွေကလည်းကဲဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခန်းသွားလို့ရပြီဗျာနော်နောက်တစ်ခန်းကျွန်တော်ဖွင့်ကြမယ် Okay ပြသားကျော့ let's go ဟုတ်ပြီပြောကိုလူတို့ဟာဘူပေါင်းလေးတွေနဲ့ကွာဒီဘက်ကပါတီပွဲကပိုမိုက်တယ်ဗျာနော်ခုနပါတီပွဲကတိတ်မမိုက်ဘူးဗျာဒီဘက်ကပါတီပွဲကဘူပေါင်းတွေပဲပါတယ်အကောင်ကြီးသားကြီးပါတယ်ဗျာဒီဘက်မှာနော်ကျော့တေးသား Okay မနောက်တစ်ခန်းကိုသွားလို့ရှိရင်8000ပေးရမယ်နော်ဘာကောင်းနေလဲအိုးဒီမှာမှအကောင်ကြီးသားကြီးတွေဗျာနော်ရှိုးလိုက်တော့ကိုလူတို့ရေအကောင်ကြီးသားတွေဟိုဘက်ချမ်းပါဗျာနော်ဒါပေမဲ့ဒီမှာဒီ CI ကိုကျွန်တော်နိုင်မှမလားမသိဘူးဗျာကျုံးကွာကိုလူရို့ပြစ်ပတ်ပြေးပြီးတော့ပြစ်စမ်း let's go နောက်ကလိုက်လာတယ်ဟိအောင်ဝီဒီဘက် Oh my god ငါတေးသွားတယ်ဗျာ3ချက်ပဲခုတ်တယ်ဟာကျွန်တော်တေးသွားပြီကွာကိုလူတို့နော်ကဲကျွန်တော်အသက်လေးပါလေရမလားလို့ကျွန်တော်ကန်ဆန်းကြည့်အောင်ဗျာ Come on ကျွန်တော်မှားနေမိလားဗျာနော်ကဲတော့တေးလေးကျွန်တော်အသေးကိုပဲဝယ်လို့ရမှာကျွန်တော်အကြီးကိုဝယ်လို့မရဘူးဗျကဲဘာကောင်းပေါက်တာတော့ခွေးကြီးပဲပေါက်နေလေဗျခွေးပဲထပ်ပေါက်တယ်ကွာရောင်ချပြီးသားတွေပဲလို့ကဲဗျာဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုကျွန်တော်ဒီလောက်နဲ့ပဲကြာနေကြတာပေါ့နော်ကျွန်တော်အားလုံးပဲနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ဗျကဲအားလုံးပဲ bye bye